ကားနဲ့အတူ Manchester United ရဲ့ Champions League ပွဲစဉ်ညများပေါ်ထွက်လို့လာပြီဖြစ်ပါတယ်။တနေ့လောက်ဝေးခွာသွားခဲ့ရတဲ့ Champions League ကျွန်တော်တို့ United ပိတ်သက်တွေဝေးခွာနေတဲ့ Champions League ပွဲစဉ်တွေထွက်ပေါ်လာပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ This is United Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကားနဲ့ United ကဲ Champions League ပွဲစဉ်ညတွေတော့ကျွန်တော်တို့ဖြတ်တန်းရတော့မယ်ဗျာ။ကားကြီးဘာတွေလုပ်ပြမလဲ။ဒီချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်ရဖို့အတွက်မနစ်ကယာဒီမှာကျွန်တော်တို့တွေရှိတဲ့လူစင်းနဲ့လှုပ်ပြခဲ့တဲ့မိုက်ကယ်ကာဒီကြီးအရှင်းသုံးနဲ့ယာဒီသိမ်းခဲ့တယ်အခုချိန်မှာဆိုရင်ချန်ပီယံလိမှာကျွန်တော်တို့ပါဝင်ကစားရတော့မှာကစားသွားရမှာဖြစ်တယ်အဲ့တော့ချန်ပီယံလိပွဲစဉ်တွေလည်းထွက်ပေါ်လို့လာပြီကျွန်တော်တို့ပထမအဦးဆုံးချန်ပီယံလိညကိုဖြတ်တန်းရမှာတော့ခက်ခဲနဲ့ကိုဖြတ်တန်းရမယ်ညတညဖြစ်တယ်အဲ့ခက်ခဲနဲ့ဖြတ်တန်းရမှာတော့ဘာလဲဆိုတော့ဘယ်လိုတင်းလဲမျိုးဆိုတော့ဘိုင်ယန်မြူးနစ်ရဲ့နဲ့ကျွန်တော်တို့ကန်ရမှာဖြစ်တယ်လုံးဝဒေါင်းတော်မီကောင်းနေတဲ့ဟယ်ရီကိန်းတို့အိုလီစီတို့ဒီရက်တို့ဒီလိုမျိုးကစားသမားတွေတိုက်စစ်အစုဖွဲ့တွေ PSG လို့တင်းကိုငါလားမင်းလားရှင်ဖိုက်ခဲ့တဲ့အတင်းတွေအဲ့လိုအတင်းနဲ့ကျွန်တော်တို့အိမ်ကွင်းမှာပထမအဆုံးဖြစ်ကစားရမှာဖြစ်တယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့တွေဘိုင်ယန်မြူးနစ်ကိုကျွန်တော်တို့တွေတေးတောင်ကစားနိုင်မလားလို့ကျွန်တော်မထင်မိဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အိမ်ခွင်းမှာကောင်းတာမှန်ပေမဲ့ဘိုင်ယန်ကကျွန်တော်တို့တွေပိုကောင်းနေတယ်ဘိုင်ယန်မြူးနစ်ကိုကျွန်တော်တေးကန်ခံပြီးတော့ကစားနိုင်မယ်ဆိုရင်လည်းကျွန်တော်တို့တွေမစိုးဘူးနောက်တစ်ပွဲရတော့ဒီကိုနဲ့အတလီကိုနဲ့ကျွန်တော်တို့အတလီကိုမထွေးနဲ့ကျွန်တော်ကန်ရမှာဖြစ်တယ်အဲ့ခွင်းမှာဆိုတော့ကျွန်တော်တို့အဝေးခွင်းသွားကန်ရမှာဖြစ်တယ်ဒီပွဲမှာကျွန်တော်တို့အနိုင်စွမ်းရှိတယ်ကျွန်တော်တို့အတင်းကဘာလို့လဲဆိုတော့ဒီကိုကကန်စစ်ကောင်းတာပဲရှိတယ်ပြီးတော့ဘောပိုစီရှင်တွေတိုက်စစ်အားကောင်းတဲ့အနေထားတွေမှာမရှိဘူးအဲ့အတွက်ကျွန်တော်တို့တင်းအတွက်ဒီကိုနဲ့ပွဲစဉ်ဟာအဝေးခွင်းဖြစ်ပေစေဦးကျွန်တော်တို့အတွက်အနိုင်ရလက်ကိုဖော်ဆောင်နိုင်မယ်လို့ကျွန်တော်ထင်မိတယ်နောက်တတိယမြောက်ပွဲအနေနဲ့ကတော့ရိုမာနဲ့အိမ်ကွင်းမှာဆိုတော့ကျွန်တော်တို့မဖြစ်မနေနိုင်မယ်သုံးမှတ်ရယူမဲ့ပွဲတစ်ပွဲဆိုလဲမမှားဘူးရိုမာကိုကျွန်တော်တို့ကအိမ်ကွင်းမှာကစားရမှာဖြစ်တယ်ကျွန်တော်တို့အိမ်ကွင်းမှာကစားရမှာဖြစ်တဲ့အတွက်ကြောင့်ဒါရိုမာနဲ့ကန်တဲ့ခါမှာကျွန်တော်တို့တွေမျှော်လင့်လို့ရတယ်သုံးမှတ်ပြီးရင်စပိုတင်းနဲ့ကန်ရမှာဖြစ်တယ်စပိုတင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အဝေးကွင်းကိုသွားကန်ရမှာဖြစ်တယ်စပိုတင်းကဆိုရင်လည်းဒါစပိုတင်းကိုဆိုကျွန်တော်အလွန်ဆုံးကျွန်တော်တို့အနည်းဆုံးတော့တရေတော့ကန်နိုင်တယ်ဗျာပြီးတော့နိုင်ပွဲအဖြစ်လည်းဖော်ဆောင်လို့ရတဲ့အနေအထားဖြစ်တယ်ဒါ၄ပွဲမြောက်ပြီး၅ပွဲမြောက်မှာဆိုရင်တော့ကျွန်တော်တို့အာဘီလိုက်ဆက်ကိုကျွန်တော်တို့အိမ်ကွင်းမှာကစားရမှာဖြစ်တယ်ကျွန်တော်တို့အိမ်ကွင်းမှာကစားရမှာဖြစ်တဲ့အတွက်ကြောင့်အာဘီလိုက်ဆက်ကိုလည်းကျွန်တော်တို့မျှော်လင့်လို့ရတယ်၃မှတ်ဘီလာကြီးရဲ့လုံးဝဘီလာကြီးရဲ့ပွဲမှာတော့ကျွန်တော်တို့မလွယ်ကူဘူးကျွန်တော်တို့တရေရရင်တော့ကန်ကောင်းလို့ကျွန်တော်တို့ဆိုလိုရမှာဖြစ်တယ်ဘီလာကြီးရဆိုရင်သူ့ရဲ့အိမ်ကွင်းမှာအရန်ကောင်းတယ်ဘောပိုစီစဉ်ကင်နာကြီးလည်းကောင်းတယ်ပြီးတော့ဒီကိုတို့ထက်အများကြီးတာတယ်ဘီလာကြီးရဲ့မနစ်ကရာဒီမှာလည်းအရန်ကောင်းတယ်ကစားကွက်တွေကအစစီပိုင်နဲ့ကစားနိုင်တယ်ပြီးတော့ဘောလုံးကိုလည်း position ကင်ပြီးတော့ကစားနိုင်တဲ့အတင်မျိုးဖြစ်တယ်တီကိုတဲ့အများကြီးတာတယ်ပေးတဲ့အားပေးမှုကလည်းကောင်းတယ်ပြီးတော့ယူရိုပါလိပါညာလည်းယူထားတဲ့အတင်မျိုးဖြစ်တဲ့အတွက်ကြောင့်အတွေ့အကြုံတွေအများကြီးရှိတယ်အတင်သတင်းဖြစ်တယ်ခြေစွမ်းရလည်းကောင်းမွန်တဲ့အတွက်ကျွန်တော်တို့ဘီလာကြီးနဲ့ပွဲမှာကျွန်တော်တရေတောင်မှရရင်ကန်ကောင်းလို့ကျွန်တော်ပြောလို့ရမယ်အမြဲတမ်းဒုက္ခပေးတဲ့အတင်ဖြစ်တယ်ကျွန်တော်တို့မနစ်ကတလုံးကလည်းကျွန်တော်ယူရိုပါလိမှာလာမတည်ဘူးဘီလာကြီးကကျွန်တော်တို့ဖြုတ်သွားတယ်အခုဒီပွဲမှာဆိုရင်လည်းကျွန်တော်တို့ဘီလာကြီးကိုနိုင်မှုဆိုတာတော်တော်လေးအခြေအနေမရှိဘူးလို့ကျွန်တော်ခံစားမိတယ်ပြီးတော့စာဘတ်နဲ့ဆိုရင်တော့ကျွန်တော်တို့အိမ်ကွင်းမှာကစားရမှာဒါဆိုရင်တော့၃မှတ်ယူရမယ်အတင်းကျွန်တော်တို့အိမ်ကွင်းမှာစာဘတ်နဲ့ကန်ရမယ်အတွက်ကြောင့်ကျွန်တော်တို့တဲ့၃မှတ်မဖြစ်မနေယူရမယ်အတင်းဖြစ်တယ်ဒီပွဲကိုတော့ကျွန်တော်က United နိုင်သွားမယ်လို့ပဲမျှော်မှန်းမိတယ်ပြီးရင်တော့အဝေးကွင်းမှာကျွန်တော်တို့ကိုမိုနဲ့ကန်ရမှာဖြစ်တယ်ကိုမိုကခြေစွမ်းအရင်ကောင်းနေတယ်သူကဆိုရင်ဘီလာကြီးရဲ့လို့ပဲဒီကစားဒီအတင်းကကိုမိုတင်းကထိုးတက်လာတယ်ပြီးတော့နီးစနစ်ပိုင်းနေကျင်ညက်တယ်သူရဲ့နီးပြလည်းလုံးဝဒီအတင်းကိုဒါကိုမိုတင်းဆိုရင်ဒါသူတို့ရဲ့ပထမဆုံးချန်ပီယံလိဝင်ခွင့်သူတို့တမိုင်းတစ်ဆောက်မှာချန်ပီယံလိဝင်ခွင့်ရတာဒါပထမအဆုံးလို့ဆိုလိုရမှာဖြစ်တယ်အိုက်ကွင်းကိုကျွန်တော်တို့တွေအဝေးကွင်းသွားကန်ရမှာကျွန်တော်တို့တဲ့အနိုင်ကမသေးကြဘူးအဲ့ဒါမှဆိုရင်ကျွန်တော်တို့ဒီရှစ်ပွဲထဲမှာဆိုရင်နိုင်ကြီးတေးကြတာကတော့ရိုမာ၃မှတ်ရမယ်အာဘီလိုက်ဆက်၃မှတ်ရမယ်ပြီးရင်စဘတ်၃မှတ်ရမယ်အဲ့မှာနေ9မှတ်စပိုတင်းကိုလည်းကျွန်တော်3မှတ်ရအောင်ယူရမယ်ဗျာစမိုးတင်းနဲ့9မှတ်မှာ
တင်းတော့ကျွန်တော်3မှတ်ရအောင်ယူရမယ်အဲ့ဆိုရင်တော့12မှတ်ကိုမိုကျွန်တော်တရေကန်မယ်တီကိုတရေကန်မယ်ဆိုရင်14မှတ်လောက်ဆိုရင်ကျွန်တော်တို့တွေဒီပလေးဝကနေလွတ်မယ်ထင်တယ်အဲ့တော့ဒီကျွန်တော်တို့ရဲ့ပွဲစဉ်အစီအနေကမစိုးဘူးလို့ပြောလို့ရမယ်ဘိုင်ယန်ကိုကျွန်တော်တို့အရှုံးထားရင်တော့မှ14မှတ်ကရမယ်ဆိုရင်14မှတ်15မှတ်လောက်ရမယ်ဆိုရင်ကျွန်တော်တို့အတွက်ပလေးဝပွဲစဉ်တွေကိုလွတ်မယ်လို့ကျွန်တော်ခန်းစားမိတယ်အကိုတို့အနေနဲ့ရောဘိုင်ယန်မြူနစ်ကကျွန်တော်ပထမဆုံးတွေ့ရမှာဖြစ်တယ်ဒါပေမဲ့ဘိုင်ယန်ကိုကျွန်တော်ကအရှုံးတက်မှတ်ထားတယ်တီကိုတရေရိုမာကိုအနိုင်စပိုတင်းကိုတရေဖြစ်ဖြစ်အနိုင်ပေါ့နော်ပြီးရင်အာဘီလိုက်ဆက်ကိုအနိုင်ဘီလာကြီးရဲ့ကိုအရှုံးထားတယ်စာဘတ်ကိုအနိုင်ကိုမိုတော့အနိုင်ကိုမိုနဲ့စပိုတင်းကိုတော့ကျွန်တော်တို့တင်းတော့ကျွန်တော်အနိုင်ကန်နိုင်မှဖြစ်မယ်အဲ့ဒါဆိုရင်အဝေးခွင့်မှာကျွန်တော်တို့တင်းကိုအနိုင်ကန်မှဆိုရင်ကျွန်တော်တို့ဒီအုပ်စုအဆင့်နေမှာဆိုရင်ကျွန်တော်လောလကူကူနဲ့ဖြတ်တန်းနိုင်မှာလည်းဖြစ်တယ်14 15မှတ်လောက်ရထားမယ်ဆိုရင်ကျွန်တော် ACC ကျွတ်မယ်ဗျာအဲ့ကြောင့်အကိုတို့အနေနဲ့ရောကျွန်တော်ဒီချန်ပီယံလိပွဲစဉ်ညတွေကကျွန်တော်တို့တက်တောင်တက်တာရှိနိုင်လားကျွန်တော်ထင်တော့ဘိုင်ယန်တင်းလောက်ပဲကျွန်တော်တို့တော်တော်လေးဒုက္ခပေးပြီးတော့ကျွန်တော်အိမ်ဝင်းမှာဒါတောင်မှနော်ကျွန်တော်တို့ကားလေးရှိတယ်နော်အဲ့တစ်ချက်ကိုလည်းမေးထားလို့မရဘူးကားလေးရှိတယ်ကျွန်တော်တို့အတင်းကြီးတွေဆိုရင်ကားလေးကဘာမှမဆိုလုတ်ပြနိုင်တယ်ဒါပေမဲ့လုတ်ပြနိုင်ပေမဲ့ဘိုင်ယန်ကတော့ဘိုင်ယန်ဖြစ်နေစေဖြစ်ပေမဲ့လေကျွန်တော်တို့မှာလည်းကားလေးရှိနေစေပဲကားလေးကအတင်းကြီးတွေဆိုရင်ရှင်ဖိုက်တိုင်နဲ့အတင်းတရေလောက်ကန်နိုင်ရင်တော့မှကားလေးမစိုးဘူးလို့ပြောလို့ရမယ်ဘာဖြစ်လို့လဲဆိုတော့ဘိုင်ယန်မြူနစ်ကတိုက်စစ်တွေရောကွင်းလေတွေရောညီမျှတယ်ပြီးတော့ဘောပိုစင်ရှင်တွေကိုင်နိုင်တယ်ကျွန်တော်တို့ပဲစင်းတွေအားနေတယ်ပြီးရင်ကျွန်တော်တို့ဘက်ကအိုလီစင်းနဲ့လူဆိုးတို့နဲ့ဘချမ်းဒါတွေအတူလှုပ်တွေကကျွန်တော်တို့မှာအရန်အားနေချက်တွေရှိတယ်အဲ့အတွက်ကျွန်တော်တို့မှာကာရီရှိတယ်ဘိုင်ယန်မြူနစ်ဘလောက်ပဲကောင်းနေပါစေကာရီရဲ့အတင်းကြီးကိုကန်နိုင်စွမ်းအိမ်ကွင်းရဲ့တောက်ပနိုင်စွမ်းနေနဲ့အောက်မှာဘိုင်ယန်မြူနစ်မြန်ကြာဆုံးသွားမလားချန်ပီယံလိတွေပွဲစဉ်ညတွေမှာအေးပြက်စွာနဲ့ပဲကျွန်တော်တို့ရင်ခုန်စွာနဲ့ပဲစောင့်ကြည့်ရင်းနဲ့ယူနိုက်တက်ပွဲတွေကိုအားပေးကြအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်